အားလုံးပဲမင်္ဂလာနဲ့ခင်ဗျာဆရာရဲ့ 2D တုတ်ကြီး YouTube channel လေးကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကဆိုရင် 2D ဖွင့်တာဒုတိယမြောက်နေ့လေးဖြစ်တဲ့အင်္ဂါနေ့လေးကိုရောက်လာပြီနော်ဆရာတို့မနေ့ကဒီနေ့နေ့လေးအဖွင့်နေ့လေးမှာမနေ့ပိုင်းမှာ6ညနေပိုင်းမှာ6တက်လေးထော်ရတယ်ဆရာပတိလေးတွေပါသွားတဲ့အတွက်ဆရာစိတ်မကောင်းပါဘူးကဲဒီနေ့ဒုတိယမြောက်နေ့လေးမှာဆရာကခဏန်းလေးတွေအကောင်းဆုံးပြန်လေချက်ပြပြီးသွားမယ်ဆရာတို့ဒီနေ့ခုပတ်နေနေပြီးမှာတော့ဆရာနေ့ရှိလေဒီတော့လို့ဆရာခုပဲနေနဲ့ပြေးလိုက်မယ်ပြီးဆရာတို့ခဏလေးတွေ့ကြည့်အောင်နေ့3ညနေ့5နေ့9ပြီးဆရာတို့ရှစ်တေရှစ်ချရှစ်တော့နောက်ထပ်ဆရာတို့လေးနှစ်လေးခွန်လေးတေးဆိုတော့ဆရာတို့ခဏလေးကိုယ်ထောက်ရတယ်ကဲဒီနေ့မှလည်းဆရာပူးနေနေပြီးမှတော့ဆရာတို့လေးပူးနေရှစ်ပူးကိုဆရာဒီနေ့အပူးနေနေပေးလိုက်မယ်မိတ်ဆွေတို့အနေနဲ့ကြိုက်ယူတဲ့ကလေးလေးရှိရင်ရေးပြီးတော့ကတ်ဆန်းနိုင်ပါတယ်ဆရာအနေနဲ့ကနန်းလေးတွေအများတော့မှန်အောင်ဆိုပေမဲ့လည်းအများလည်းမလွဲပါဘူးကဲဒီနေ့ဒုတိဖွင့်တာဒုတိယမြောက်နေ့လေးမှာမိတ်ဆွေများအားလုံးကံကောင်းပါစေလို့ဆုတောင်းပေးရင်ဆရာပြည်လေးကိုဒီမှာဆုံးသက်လိုက်ပါမယ်